အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပြီးတော့မယ့်အကြောင်းအရာကတော့ဂျပန်ရောက်မြန်မာတွေကိုချွေးနှင်းစာနဲ့ရထားတဲ့ပတ်စံလေးကိုဒီတိုင်းစုထားမယ်အတူတူငွေတိုးပွားနည်းကိုကျွန်တော်ပြောပြပေးမယ်အဲ့ဒါကတော့အားလုံးသိကြတဲ့အတိုင်းရွှေဝယ်စုနည်းပါဂျပန်မှာက investment လုပ်မယ်ဆိုရင်တခြားစာရွက်စာတမ်းကိစ္စတွေလိုအပ်တယ်ဗျရွှေဝယ်မယ်ဆိုရင်တော့အယိုးရှင်းဆုံးပဲဗျ my number card သို့မဟုတ် Ontaman Kyosho ဒီနှစ်ခုတွေကတစ်ခုရှင်းရပြီဒီတစ်ခေါက်ရွှေသွားဝယ်မယ့်ဆိုင်ကတော့ဂင်ဇာတနကထက်အယောတော်လက်ကတဲစုလျောတက်တာတဲ့နီဟွန်မက်တီရီယယ်ဆိုင်မှာသွားဝယ်မယ်ဥပမာနီဟွန်မက်တီရီယယ်မှာရွှေ90 gram ဝယ်တယ်ဆိုတော့တဲစုလျောက1540ရမ်းပဲကျတယ်ရွှေကိုပြန်ရောင်းတဲ့အခါမှာတဲစုလျောကပေးစရာမလိုဘူးဂင်ဇာတနကကျတော့ရွှေ90 gram ဝယ်မယ်ဆိုရင်တဲစုလျောက8800ရမ်းပေးရတယ်ရောင်းတဲ့အခါမှာလည်း8800ရမ်းပေးရတယ်ဗျရှင်လိုက်ရင်ရမ်း1460တက်တာတယ်ဗျနေဟုမတီရီယာရွှေတွေကရွှေအတီလီယာစပြီးမှကိုပိုင်ဘားကုတ်နံပါတ်တွေပါတယ်ဗျဂင်ဇာတနကကျတော့100 gram ကနေစဝယ်မှတာကိုပိုင်နံပါတ်ပါတယ်ကိုပိုင်နံပါတ်ရှိတဲ့ရွှေဆိုတော့အကောင်းဆုံးပေါ့ဗျာကာယကံရှင်ကိုယ်တိုင်ကလွယ်ပြီးဝယ်ရောင်းလုပ်လို့မရဘူးနီဟွန်မတီရီယာရွှေဆိုင်ရဲ့အားနည်းချက်တွေကတော့ဆိုင်ခွဲပေါင်းတွေကအဲ့လောက်အများကြီးမရှိဘူးကိုယ်တိုင်ကိုကြတွားဝယ်ချင်တဲ့သူတွေအတွက်ဆိုရင်စနေတနင်္ဂနွေနဲ့အခါကြီးရက်ကြီးပိတ်တာကြောင့်မို့လို့ပိတ်ရက်မှာဝယ်ချင်သူတွေအတွက်ဆိုရင်တော့အဆင်မပြေဘူးအမှန်တကယ်ဆိုင်ရောက်သွားပြီဆိုရင်လည်းဘားကောင်တာမှာတွေကရွှေချရောင်းတဲ့ပုံစံမဟုတ်ဘဲနဲ့ privacy အခန်းထဲဝင်ပြီးမှကိုကြိုက်တဲ့ရွှေကိုထောက်ပြပြီးတော့ဝယ်ရတဲ့ပုံစံမျိုးဂင်ဇာတနကရွှေကြတော့ထုတ်ပိုးမှုလည်းလာတယ်အမှန်တကယ်ဆိုင်ရောက်သွားပြီဆိုရင်လည်းမှန်ကောင်တာမှာလည်းရတနာပစ္စည်းမျိုးစုံချပြရောင်းတာကြောင့်မို့လို့ကိုကြိုက်တဲ့ပစ္စည်းရွေးပြီးဝယ်လို့ရအောင်ဆိုင်ပိတ်ရက်လည်းမရှိတာကြောင့်မို့လို့ပိတ်ရက်မှာတွားဝယ်ခြင်းတူအတွက်ဆိုရင်အဆင်ပြေတယ်အဓိကအချက်ကအမြတ်ရတာချင်းအတူတူအယောတော်လက်ခတဲစုလျောတက်တာတဲ့ရွှေဆိုင်ကိုတော့ကျွန်တော်ကပို့ပြီးသဘောကျတယ်အဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်